အားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတွေ SCN ကြိုဆိုပါရစေဒီနေ့မှာတော့မိတ်ဆွေတွေအိမ်လုံခြုံရေးကိုအပြည့်အဝတာဝန်ယူပေးမယ် Xiaomi CCTV လေးနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာ View angle အနေနဲ့ကတော့355ဒီဂရီကိုမှဘေးဘက်ညာလှည့်ပြီးတော့ကြည့်လို့ရပါမယ်ခင်ဗျာ Night Vision လည်းပါတာမို့လို့ညဘက်ဒီမှာအသုံးပြုရင်လည်းအဆင်ပြေပါတယ်ခင်ဗျာ Two-way audio ဖြစ်ပြီးတော့စကားပြောတာတွေနားထောင်တာတွေလည်းလုပ်လို့ရပါတယ်ခင်ဗျာ Hello 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 audio လေးဆက်ရပါမယ် Hello 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 ဗီဒီယိုတွေကို memory card ထည့်ပြီးတော့တင်ထားလို့ရတယ်လို့ cloud storage နဲ့လည်းတင်ထားလို့ရပါတယ်ခင်ဗျာ cloud storage ကတော့ကျွန်တော်လစဉ်ကြီးပတ်စံသွင်းပြီးတော့သုံးရတဲ့ပုံစံမျိုးပဲဖြစ်ပါတယ် resolution အနေနဲ့ကတော့ Full HD ဖြစ်ပြီးတော့ရုပ်ထွက်တန့်ပြီးတော့ရှင်းရှင်းလင်းလင်းနဲ့မြင်ရပါမယ်ခင်ဗျာ SD card ကိုတော့ 64GB လောက်ထည့်သွင်းရင်တော်တော်လေးကိုအဆင်ပြေပါတယ်ခင်ဗျာ 2.4 GHz ရှိတဲ့ဘယ် Wi-Fi မျိုးစားနဲ့မဆိုချိတ်ဆက်ပြီးတော့အသုံးပြုလို့ရပါတယ်ခင်ဗျာစပြီးတော့ချိတ်ဆက်ဖို့အတွက် Xiaomi Home application လေးလိုပါတယ်ခင်ဗျာပြီးရင်တော့ဖုန်းညာဘက်အပေါ်ထောင်းမှာရှိတဲ့ add device ဆိုတာလေးကိုနှိပ်ပေးပါခင်ဗျာပြီးရင် Bluetooth လေးဖွင့်ပေးလိုက်ပါပြီးရင်တော့ scan လေးကိုနှိပ်ပြီးတော့ CCTV မှာပါတဲ့ QR code လေးကို scan ဖတ်ပြရပါမယ်ခင်ဗျာdevice reset ချခိုင်းတဲ့အနေအထားမျိုးရောက်ပြီဆိုရင်တော့ဖုန်းဆင်းထုတ်တဲ့ပင်လေးနဲ့ CCTV ကိုထိုးပြီးတော့ reset ချပေးရပါမယ်9စက္ကန့်လောက်ဖိထားပြီးတဲ့နောက်မှာတော့အတန်လေးတစ်ခုပေါ်လာပါလိမ့်မယ်အဲ့ချိန်ကြလို့ရှိရင်ခလုတ်ကိုပြန်လွတ်ပေးပါခင်ဗျာအဲ့ရဲ့နောက်မှာတော့ device reset လေးကိုနှိပ်ပေးပါခင်ဗျာအဲ့ခါကြလို့ရှိရင်ကျွန်တော်မိမိတို့အိမ်မှာရှိတဲ့ Wi-Fi နဲ့ password ကိုထည့်ခိုင်းပါလိမ့်မယ်ခင်ဗျာ Wi-Fi နဲ့ password ထည့်ပြီးသွားရင်တော့စက္ကန့်အနည်းငယ်စောင့်ပေးရပါမယ်ခင်ဗျာ100%ပြည့်အောင်စောင့်ပြီးသွားရင်တော့ချိတ်ဆက်မှုပြီးသွားပါပြီခင်ဗျာပြီးရင်တော့ကိုထားမဲ့ ROM လေးကိုရွေးခိုင်းပါမယ်ခင်ဗျာ ROM ရွေးပြီးသွားရင်တော့နောက်တစ်ဆင့်အနေနဲ့ Xiaomi ဆိုတဲ့ဒီ original name ကိုကြိုက်တဲ့ name လေးထားပြီးလို့လည်းရပါတယ်ခင်ဗျာပြီးရင်တော့ niche ကိုနှိပ်လိုက်တာနဲ့ကင်မရာကိုစတင်ပြီးတော့ချိတ်ဆက်အသုံးပြုနိုင်ပါပြီခင်ဗျာကင်မရာကျူဝမ်းလေးကိုတော့မိတ်ဆွေတွေရဲ့ SC မှာ325,000ကျပ်သေးနဲ့လာရောက်ဝယ်အားပေးနိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ